သာသနာတော်နှစ်2564နှစ်ကောဇာတက္ကရာ1382ခုနှစ်နတ်တော်လာပြီကျော်9ရက်2021ခုနှစ်ဇန်နဝါရီလ3ရက်တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှုကျင်းပအပ်သော2021ခုနှစ်နှစ်သက်ကူတရားလူတော်ဓမ္မပူဇာအထုဓမ္မသဘင်ခန္ဓာ၌ဟောကြားအပ်သောပြည်သူချစ်သောခေါင်းဆောင်များအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူခဲ့တဲ့ပိဋကတ်3သွဲနိကေ5ပြားဓမ္မခန္ဓာပေါင်း84,000မြတ်မပြေမှာဒီကနေ့မျက်မှောက်ထိမတန်းနေရှိနေတဲ့ထဲကနေပြီးအင်္ဂုတ္တရနိကေမှာလာရှိတဲ့လိဆွေကုမာရကသုတ်တံကိုပြည်သူချစ်သောခေါင်းဆောင်များခေါင်းစည်းဖြင့်ဟောကြားမှာဖြစ်ပါတယ်ဒီတရားဟာမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူခဲ့တဲ့သုတ်တံကိုအခြေခံပြီးတော့ဟောတာဖြစ်လို့မြတ်စွာဘုရားရဲ့ဆုံးမတရားတွေသာလင်းဖြစ်တယ်မြတ်စွာဘုရားရဲ့တရားတော်တွေကိုကိုယ်ဝေယဘာသာတစ်ခုအနေနဲ့မသားမထားကြပဲနဲ့လိုက်နာကျင့်သုံးပွဲရှောင်းပွဲဆောင်ပွဲတွေကိုဖော်ပြထားတဲ့အဆုံးအမတွေတရားဒေသနာတော်တွေအဖြစ်လေးလံသင်ယူပြီးမသားလိုက်နာကြမယ်တရားတော်တွေအဖြစ်မသားဖို့လိုအပ်တယ်ပေါ့လောကမှာဘာသာတရားတွေမြောက်များစွာရှိတဲ့ထဲမှာရှုံးကြည့်ပြီးကိုယ်ဝေရဆူတောင်းရအဖြစ်သာဘာသာတရားတွေဟာအများအဖြစ်ယတ္တိနေကြတော့လေဘုရားမြတ်စွာဘုရားဟောတော်မူခဲ့တဲ့တရားတော်တွေကတော့ရှုံးကြည့်ဖို့ကိုယ်ွယ်ဖို့ဆိုရတဲ့သိယူမှန်သားလိုက်နာပြီးတော့ဘဝတိုးတက်ရေးသန္တရာကလွတ်မြောက်ရေးဆင်းရဲဒုက္ခအဆုံးသတ်ရေးဆိုတာတွေကိုကျင့်ဆောင်အားထုတ်နိုင်မှာဖြစ်လို့တကယ်ပညာရလို့ပြောရမှာပညာရဆိုတဲ့နေရာမှာ2မျိုးရှိတယ်လောကမှာယုတ်ထုပစ္စည်းတွေထုတ်လုပ်သုံးစွဲတဲ့ပညာရကတစ်မျိုးလူတွေရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့စိတ်နေသဘောထားတွေမြည်သူမြည်ပုံစိတ်ထားရမယ်မြည်သူမြည်ပုံကျင့်ကြံကြုတ်ကိုအထောက်ရမယ်လို့ညွှန်ကြားတဲ့အတိုင်းစိတ်နှလုံးကိုငြိမ်းချမ်းအောင်ဆောင်ရွက်ပေးနိုင်တဲ့စိတ်ပိုင်းဆိုင်ရာအဆုံးအမတရားတော်တွေလို့နှစ်ပိုင်းရှိတဲ့ထဲမှာမြတ်စွာဘုရားရဲ့ဆုံးမတွေဟာစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်လို့လူတိုင်းဟာစိတ်နှလုံးအေးချမ်းစွာငြိမ်းချမ်းစွာနဲ့မိမိတို့ဘဝယတ္တိမှုကြိုးစားအထောက်ရတိုးတက်ကြီးပွားရေးအတွက်ကြိုးစားအထောက်လူတိုင်းဟာအလေးနဲ့ထားစဉ်းစားကြည့်လို့ရှင်လူတွေရဲ့ရင်ထဲမှာရှိတဲ့စိတ်ဟာအမှန်မှအရေးကြီးတယ်ဆိုတာတတိပြုပြီးကြမှာပါဗမာစကားမှာလည်းပဲစိတ်ပြုတ်ကိုနုစိတ်ထောင်းကိုခြေဆိုတာလို့အဆိုတွေရှိထားတဲ့အတိုင်းပဲစိတ်ဓာတ်ခွန်အားဟာအမှန်မှအရေးကြီးလို့စိတ်ဓာတ်ခွန်အားကိုစနစ်တကျတိုးပွားစေနိုင်တဲ့
အဆုံးအမတရားကတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားသာလည်းဖြစ်တယ်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာပြီဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာလည်းဖွံ့ဖြိုးတိုးတက်နိုင်တယ်စိတ်ပိုင်းဆိုင်ရာကဖွံ့ဖြိုးတိုးတက်မှုမရှိဘဲနဲ့ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းသာတိုးတက်နေမယ်ဆိုလို့ရှိရင်လူတွေဟာစိတ်ချမ်းသာကိုယ်ချမ်းသာမှုနဲ့ငြိမ်းချမ်းတဲ့ဘဝကိုရရှိကြမှာမဟုတ်ချီးပွားလေးလေးစိတ်သောကတွေများလေးလေးစိတ်ထက်ကြမှုတွေနဲ့ကြုံတွေ့ပြီးတော့ငြိမ်းချမ်းမှုကလက်လွတ်ဆုံးရှုံးသွားနိုင်တာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့ mind center teaching လို့စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတဲ့တရားဟာရုပ်ပိုင်းဆိုင်ရာတိုးတက်မှုစိတ်ပိုင်းဆိုင်ရာတိုးတက်မှုနှစ်ခုလုံးတွင်အဓိကကြတာစိတ်ပိုင်းဆိုင်ရာတိုးတက်မှုဖြစ်တယ်ဆိုတာမှန်ကန်သောခံယူချက်နဲ့ခံယူထားဖို့လိုအပ်တယ်ပေါ့စိတ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာတွေရှိတယ်မနောပုပ္ပင်ကမ္မထမ္မာသဘောဝတရားတွေလောကလူတွေကြုံတွေ့နေရတဲ့အရာတွေခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်လို့ဆိုတယ်ကောင်းတာလည်းစိတ်ကဥဆောင်တာပဲမကောင်းတာလည်းစိတ်ကဥဆောင်သွားတာပဲအဲ့ဒီဥဆောင်တဲ့စိတ်ကိုပြုပြင်ထိန်းသိမ်းနိုင်မယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားနိုင်မယ်ဆိုရင်အကောင်းဆုံးတိုးတက်မှုကိုရရှိမှာဆိုတာမြေကြီးလက်ခံမလွယ်ဘူးပေါ့ဒါကြောင့်မို့ပြည်သူချစ်သောကောင်းဆောင်များလို့မြတ်စွာဘုရားသုံးခဲ့တဲ့စကားလုံးလေးနဲ့အနိကဆုံးအနုကမ္ပိတပြည်သူတွေမေတ္တာတက်ရောက်ပြီးတော့အားလုံးရဲ့မေတ္တာကိုရရှိတဲ့ကောင်းဆောင်ဆိုတဲ့အတိတ်ပဲနဲ့ဒီတရားကိုဟောကြားမှာဖြစ်တယ်အဲ့တော့လေးဆွေကုမာရကတုတ်တန်ကိုစတင်ပြီးတော့ဟောကြားရအောင်နားကြရအောင်ယဝရတတော်ထေချာရှိစဉ်ကာလကမစ္စည်းမဒေသတဝိုက်ခရီးဒေသစာရီကြွပြီးတော့ထွထွရဒေသမှာတရင်သုံးနေထိုင်ပြီးတော်ရရဲ့အကျိုးလောကသားရဲ့အကျိုးကိုဆောင်ရွက်တော်မူတယ်ဒီသုတ်တံမှာတော့မြတ်စွာဘုရားဟာဝေသာလီမြို့မဟာဝနဆိုတဲ့တောအုပ်ကြီးအတွင်းရောက်ရှိနေထိုင်ပြီးလက်ရှိမင်းနေဆောက်လုပ်လှူဒန်းထားတဲ့ကုတကာရတာလာဆိုတဲ့ကျောင်းတိုင်းအတွင်းမှာတရင်သုံးနေတဲ့ချိန်ဖြစ်တယ်မဟာဝနဆိုတဲ့တောအုပ်ကြီးလည်းမှာလက်ရှိတွေကလှပဆန်းကျဲအထွတ်တင်နဲ့ဆောက်အုံကြီးကိုဆောက်လုပ်ပြီးတော့လှူဒန်းထားတယ်စာပေမှာကုတကာရတာလာလို့မှတ်တမ်းတင်ထားတယ်အဲ့ဒီကုတကာရတာလာမှာသတင်းသုံးနေတဲ့အချိန်နေ့စဉ်လုံးနေကြထုံးစံအတိုင်းနည်းနည်းမိုးတော့လေးရောက်တဲ့အခါမြတ်စွာဘုရားဟာမြို့ထဲမှာဆွမ်းခံကြွတယ်ဆွမ်းခံကြွပြီးမိမိလုံလောက်ရုံရရှိတဲ့အခါမှာဆွမ်းမဖုံးပေးပြီးကျောင်းတော်ကိုပြန်လာခဲ့တယ်နေပိုင်းရောက်တဲ့အခါကျတော့ကုတကာရတာလာကျောင်းထဲမှာမနေပဲနဲ့မဟာဝနဆိုတဲ့တောအုပ်ကြီးတဲ့ကိုမြတ်စွာဘုရားဝင်ရောက်ပြီးအရေးအဝါဒကောင်းတဲ့တစ်ပင်တစ်ပင်အောက်မှာနေထိုင်တယ်မြတ်စွာဘုရားဘဝဟာအမြဲတမ်းထူးခြားတယ်မွေးဖွားတဲ့အခါမှာလည်းပဲတစ်ပင်အောက်မှာမွေးဖွားခဲ့တာတရားကျင့်တဲ့အခါမှာလည်းတစ်ပင်အောက်ကျင့်ပြီးတရားဓုတရားမြတ်ရတဲ့အခါမှာလည်းပဲတစ်ပင်အောက်မှာရတာဖြစ်တယ်ဖျားဘုရား45နှစ်တာကာလပတ်လုံးမှာလည်းပဲထို့တစ်ပင်အောက်တွေတောရိပ်တွေမှာတရင်သုံးနေထိုင်တာကပြားပြီးပြိဋိဘဆန်တဲ့အခါမှာလည်းပဲကုသနာရပြည်မန္တမင်းတို့ရဲ့အင်းချင်းဥယျာဉ်တစ်ပင်အောက်မှာပဲပြိဋိဘဆန်တယ်လို့သူပြော
အဲ့တော့တဘာဝပတ်ဝန်းကျင်ကိုတဘာဝပတ်ဝန်းကျင်မှာနေထိုင်ပြီးတော့မြတ်စွာဘုရားရဲ့ဘဝလောကသားတွေရဲ့အကျိုးဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်ခုလည်းပဲဆွမ်းခံဖုံးပေးပြီးတဲ့အခါမှာအဆောင်ဦးထဲမှာတရင်မသုံးမဲ့နဲ့မာဝနာတောအုပ်ကြီးတွေဝင်ပြီးတော့တစ်တပင်အောက်မှာတရင်သုံးနေထိုင်တယ်အဲ့ဒီချိန်မှာဝေသာလီမြို့တဲကလိတ်ဆွေမင်းသားတွေဟာလူငယ်လူရွယ်တွေမဟာဝနဆိုတဲ့တောအုပ်ဘက်ကိုထွက်လာကြတယ်မဟာဝနဆိုတဲ့တောအုပ်ကြီးကလည်းမြို့နားမှာအတော်ကြီးတဲ့တောအုပ်ကြီးဖြစ်တယ်မဟာသမယသုတ်ခေါ်တဲ့ကပိလဝနာကမဟာဝနဆိုတဲ့တောအုပ်ကတခုအခုဝေသာလီနားမှာရှိတဲ့မဟာဝနဆိုတဲ့တောအုပ်ကြီးတခုသူ့အလိုလေးပေါက်ပြီးတော့စိုက်ပျိုးထားတာမဟုတ်တဲ့တဘာဝတော်ကြီးကိုထိမ့်သိမ့်ပြီးတော့ထားတယ်အဲ့ထက်မဲ့မြို့ရဲရတဲ့ကနေပြီးထွက်လာပြီးတောထဲမှာဝင်ရောက်ပြီးကြည်ကြရှုကြလေးလာကြတာလောက်ကြတယ်ပေါ့နော်ဝေသာလီရဲ့ဝေသာလီဟာမြို့တော်ဝေသာလီမြို့တော်ရဲ့တရားဌာနကိုတော့ဝိစီနိုင်ငံလို့ခေါ်တယ်ဝိစီနိုင်ငံတော်ကြီးရဲ့မြို့တော်ကဝေသာလီဖျားလက်ထက်မှာအလုံးကိုစီကာတိုးတက်လာလို့မြို့ပြအိမ်ယာတွေကိုထတိုင်းတွေကိုသုံးချိန်သုံးကချဲ့ပြီးတော့မြို့ကိုချက်ထွင်ရတဲ့မြို့ကြီးပေါ့ဒီကနေ့ခေတ်မှာလည်းပဲတိုးတက်လာတဲ့မြို့ကြီးတွေဟာအခုလိုပဲချက်တွင်ကြရတာဖြစ်တယ်ဝေသာလီဟာအလုံးကိုစီကားလာတယ်ဝေသာလီဗဟိုပြုတ်ပြီးတော့ဝိစီတိုင်းကြီးကိုအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကတော့လိတ်ဆွေလို့ခေါ်တဲ့မိမျိုးတွေပဲဖြစ်တယ်သူတို့ဟာတဦးတယောက်ထိကအုပ်စိုးတဲ့ monarchical system နဲ့ဧကရာဇ်ဘုရင်စနစ်နဲ့အုပ်စိုးတာမဟုတ်ဘဲနဲ့ခဏခေတ်ပါလီမန်စနစ်ခတ်ဆန်တာလိတ်ဆွေလူမျိုးတွေကပဲစုပေါင်းပြီးတော့အုပ်စိုးတဲ့နိုင်ငံကြီးဖြစ်တယ်။ oligarchy လို့ခေါ်တာပေါ့။အဲ့ဒီ oligarchy system နဲ့လူမျိုးတစ်မျိုးပါတီတစ်ခုကနေပြီးတော့တိုင်းပြည်ကိုအုပ်စိုးတယ်။ဝေသာလီပြည်မှာလိတ်ဆွေတိုင်းပြည်ကိုအုပ်ချုပ်တဲ့လိတ်ဆွေမင်းတွေဟာ9,900ယောက်ရှိတယ်လို့ဆိုတယ်ဒါသူတို့မင်းသားတွေပေါ့နော်သူတို့နေထိုင်တဲ့အဆောက်အုံနန်းတော်ပြန်တက်ကြီးတွေကလည်း9,909ခုဥယျာဉ်ဗိမာန်တွေကလည်း9,909ခုရေရင်းရေကန်စသည်ကလည်း9,909ခုဆိုလိတ်ဆွေတို့ရဲ့လှပတဲ့အဆောက်အဦတွေဥယျာဉ်ဗိမာန်တွေနဲ့ပဲဝေသာလီမြို့ကြီးဟာအလွန်ကိုခမ်းနားတိုင်းမြိုက်ပြီးတော့နေတယ်။တမန်ပြည်သူတွေလည်းများစွာရှိတော့အဲ့ဒါလိုဝေသာလီပြည်ဟာတိုးတက်စီကားပြီးတော့နေတယ်။လိတ်ဆွေတွေကြောင့်တိုးတက်စီကားတယ်လို့ဒီလိုပြောအောင်။အဲ့ဒီလိတ်ဆွေတွေဟာထိုခေတ်ကအင်တာမကြိုးစားကြတယ်။သမိုင်းကြောင်းလေးကိုနည်းငယ်ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ထိုခေတ်ကတိုင်းပြည်အုပ်စိုးတဲ့ဘုရင်မင်းတရားတွေဟာသူတို့ရဲ့သားတွေကိုတက္ကသိုလ်ပြည်ဒိဋ္ဌပါမောက္ခဆရာကြီးစီပညာသင်လွှတ်ကြတယ်ကာတိကောသလတိုင်းကိုအုပ်စိုးတဲ့မဟာကောသလဘုရင်ကြီးကသူ့ရဲ့သားတော်ပသိဏရိမင်းသားကိုတက္ကသိုလ်ဆေလွတ်တယ်ခဏခေတ်မှလည်းပဲလူငယ်လူရွယ်တွေထင်ရှားကြော်ကြတဲ့တက္ကသိုလ်တွေ
ပို့လွတ်ပြီးတော့ပညာသင်စေကြတာပဲဒါအစင်လာကြီးတစ်ခုပဲနောက်ဝိစီတိုင်းကလည်းပဲလက်ဆွေမင်းတွေကသူတို့ထဲကရွေးနှုတ်ပြီးတော့မဟာလိဆိုတဲ့လက်ဆွေမင်းသားကိုတက္ကသိုလ်ပညာသင်ဖို့ဆက်လွတ်တယ်ကုသီနာရတိုင်းပြည်လေးကမန္လမင်းသားဖန္ဒူလာကိုလည်းပဲသူ့ရဲ့ဖာခပီးတော်တွေကတက္ကသိုလ်ဆက်လွတ်တယ်အဲ့ဒီမင်းသား၃ယောက်ဟာတက္ကသိုလ်မြို့ကြီးအရောက်မြို့တကာကခိတ္တခဏအပန်းဖြေတဲ့တဲခုတ်ကန်လေးမှာဆုံစည်းမိကြတယ်ဆုံစည်းမိတော့တငယ်ချင်းဖြစ်သွားကြပြီပညာအတူသင်ရတဲ့ရှင်းနေတဲ့မိတ်ဆွေတွေဖြစ်သွားကြတယ်လို့ဆိုပညာတက်လို့ပြန်လာတဲ့အခါမှာပသိဏရီမင်းသားကကောသလရဲ့ဘုရင်တာဝတိမြို့မှာရှင်ဘုရင်ဖြစ်တင်မြောက်ချင်းခံရတယ်မဟာလိဆိုတဲ့လက်ဆွေမင်းသားကပြန်ရောက်တဲ့အခါမှာအတတ်ပညာတွေပြလို့ကျိုးစားပန်းစားသူပညာရက်တွေကိုပြတဲ့အခါမှာမတော်တဆမျက်စိထိကြိုက်ပြီးမျက်စိပြတ်သွားရှာတယ်အဲ့တော့လက်ဆွေတွေကသူ့ရဲ့ပညာအရေးချင်းကိုလေးစားသောအဖြစ်မျက်စိပြတ်သွားတော့လည်းပဲတနေ့မှာဒီအခွန်ငွေပေါ့ခုခေတ်ပေတိုးဂိတ်တွေလို့ပေါ့ဝေသာလီမြို့ကြီးအဝင်ထွက်လုပ်တဲ့ပုဂ္ဂိုလ်တွေကုန်တဲ့ပွဲစားတွေကဝင်နေထွက်တဲ့ပုဂ္ဂိုလ်တွေကပတ်စံပေးရအဲ့တနေ့ကိုအခွန်ငွေ3သိန်းရတဲ့တကားကိုသူ့ကိုပိုင်ပေးထားပြီးလက်ဆွေမင်းသားတွေကိုပညာသင်ပေးဖို့သူတက်လာတဲ့တတ်ပညာကိုပညာသင်ပေးဖို့သူ့ကိုတောင်းပေးထားတယ်မျက်စိမကောင်းတော့လဲတိုင်းကျိုးပြည်ကျိုးကိုသူဆောင်ရွက်နိုင်တယ်လို့သူဆိုတယ်ကုသီနာရကမန္လမင်းသားဗန္ဓုလကတော့ပြန်လာတဲ့အခါမှာသူကဓာဆွမ်းပြတယ်အတတ်ပညာနဲ့သူ့အတတ်ပညာရဲ့အစွမ်းကိုပြတာတယ်ပေါ့အဲ့ဒီလိုပြတာတဲ့အခါမှာဝါအလုံး60ပါတဲ့ဝါအစီပေါင်း60တန်းပြီးတော့ထောင်ထားပြီးသူကခုံပြန်ပြီးတော့အဲ့ဒီဝါတွေကိုဓာဆွမ်းပြပြီးတော့ခုတ်ဖြတ်ပြတာအဲ့သူတို့လက်ထက်ကလည်းပဲစွန့်ရည်တတိတွေအမတန်မှထက်ကြတယ်ပေါ့အဲ့ဒီမှာသူ့ရဲ့ပြပွဲမှာမလိုလားတဲ့ပုဂ္ဂိုလ်တွေကလူဆိုတာကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူလည်းရှိတာသူ့ကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေကဗန္ဓုလပညာသင်ပြန်လာလို့ဓာဆွမ်းပြတော့မယ်ဆိုတဲ့အခါအဲ့ဝါးတွေထဲမှာမသိအောင်တိတ်တဆိတ်တန်ချောင်းတွေထည့်ထားတယ်ဝါစီတိုင်းမှာတန်ချောင်းတွေပါတယ်အချိန်ကြလို့ဓာဆွမ်းပြတဲ့အခါမှာသူ့ရဲ့ဓာဆွမ်းတတ္တိနဲ့ခုံပြန်ပြီးတော့ဝါစီ60ကိုတစည်းပြီးဓာနဲ့ခုတ်ပြီးတော့ဖြတ်ပြတယ်နောက်ဆုံးအစီရောက်တဲ့အခါကျတော့ဓာသွားနဲ့တန်နဲ့ထိတဲ့အတန်လေးထွက်လာတယ်တန်ချင်းထိတဲ့အတန်လေးထွက်လာတဲ့အခါကျတော့သူကတန်ချောင်းတွေထည့်ထားတယ်ဆိုတာသိသွားတယ်အကုန်လုံးစစ်ဆေးကြည့်တဲ့အခါမှာဝါစီ60လုံးမှာတန်ချောင်းတွေထည့်ထားကြတယ်အဲ့ဒီမှာသူအလုံးကိုစိတ်ဆိုးသွားတယ်ငါပေါ်မှာချစ်မြတ်နိုးတဲ့မိတ်ဆွေသင်္ကားမရှိဘူးငါ့ကိုဒုက္ခရောက်အောင်လုပ်ကြတယ်အကယ်၍ငါ့ကိုပြောမဲ့လူရှိလို့တန်ချောင်းတွေထည့်ထားတယ်လို့သိရင်တန်ချင်းထိတဲ့အတန်မပေါ်အောင်ငါခုတ်ပြနိုင်တယ်ဆိုပြီးတော့ဓာကိုပြစ်ချပြီးတော့ဝမ်းနဲ့ပလက်ငိုကြွေးပြီးအလုံးကိုတတ်ပြီးတော့
သူ့ဘောမှာမဟုတ်တာကြံတဲ့လူတွေတတ်ပြီးတော့တိုင်းပြည်အာဏာကိုယူမယ်လို့ချိန်ဝါတဲ့အခါမှာသူ့ရဲ့မိဘတွေကချော့မော့ပြီးတော့ထားရတယ်သို့တော့သူ့စိတ်ထဲမှာအခဲမကြေလို့ဒီနိုင်ငံမှာတော့နေတော့ဘူးဆိုပြီးသူ့ရဲ့ကျောင်းတော်ကတငယ်ချင်းဖြစ်တဲ့ကောသလတိုင်းကပသိနရိနိုင်ငံဘက်ကိုထွက်သွားတယ်အပြေးပိုင်ထွက်သွားအဲ့ဒီကောသလတိုင်းရောက်တဲ့အခါကျတော့တာဝတိမြို့ရောက်တော့ပသိနရိမင်းကသူ့ရဲ့စွမ်းရည်တတ္တိကိုရှုံကြည်တယ်လူချင်းလည်းခင်တယ်ဒါကြောင့်သူ့ကိုစစ်သူကြီးရာထူးပေးထားတယ်ဗန္ဓုလစစ်သူကြီးဆိုတာအဲ့ဒီကနေလာတယ်မြန်မာနိုင်ငံမှာလည်းပဲစစ်သူကြီးဗန္ဓုလဆိုတာအဲ့ဒီနာမည်ယူပြီးတော့ဘာကြီးတော့မင်းတရားလက်ထက်မှာထင်ရှားကြော်ကြတဲ့စစ်သူကြီးတူမဟာဗန္ဓုလဆိုပြီးအလုံးသိကြတယ်ပေါ့နော်နာမည်ကတော့အဲ့ဒီကဆက်လာတဲ့နာမည်ပေါ့ဗန္ဓုလဆိုတဲ့ဘွဲ့ပေးထားအဲ့ဒီလိုတိုင်းရေးပြည်ထူထောင်တဲ့ပုဂ္ဂိုလ်တွေကပညာသင်ပြီးတော့ခေါင်းဆောင်လုပ်ကြရတယ်အဲ့ဒီမဲ့ဝိစိနိုင်ငံတော်ကြီးကိုခေါင်းဆောင်ကြတဲ့ဝေသာလီမင်းနေတယ်မယ်ပညာတော်သင်ပြန်ဖြစ်တဲ့မဟာလိကတော့မျက်စိပြတ်သွားရှာတယ်သို့တော့သူဟာဒိဋ္ဌိမင်းသားငယ်တွေကိုသူသင်လာတဲ့ပညာရက်တွေကိုသင်ကြားပို့ချလို့ဒိဋ္ဌိတွေဟာမြတ်ဖြစ်တဲ့နေရာမှာထူးချွန်ကြအဲ့ဒီခေတ်ကခုခေတ်လိုသင်္နတ်လက်နဲ့တွေမရှိသည့်အတွက်ကြောင့်မြတ်ဟာအရေးကြီးတဲ့အဝေးကနေပြေးရတဲ့လက်နဲ့တစ်မျိုးဖြစ်တော့အလွန်ကျွမ်းကျင်စွာပြစ်နိုင်ကြဒိဋ္ဌိမင်းသားတွေဟာစီရေးလေ့ကျင့်မှုစစ်ပညာသင်တဲ့အချိန်မှာသူတို့ဟာတက်သားကောင်းအုံးပြီးတော့အိတ်ကြရတယ်။မြားပြည့်လေ့ကျင့်နေတဲ့အခါမှာဘလောက်ထီအောင်စွမ်းရည်တတ္တိထက်တယ်လဲလို့ဆိုရင်တော့ပေါက်လောက်အပေါက်ကလေးကနေပြီးတစ်ဖက်မှာရှိတဲ့တာခက်ပြစ်မှတ်ကိုမှောင်အောင်ပြစ်နိုင်ကြတယ်။ရှေ့ကပြစ်လိုက်တဲ့မြားကိုမြားရဲ့အမီးကိုနောက်ကမြားကထိမှန်အောင်ပြစ်နိုင်တယ်အဲ့ဒါလောက်ထိအောင်သူတို့မြားပြည့်စွမ်းရည်တတ္တိရှိခဲ့ကြတယ်သင်လဲသင်ကြားကြတယ်ဒါပိဋကတ်တော်ထဲမှာရှန္ဒနာကဆွမ်းခံသွားရင်လိဆွေမင်းနေမင်းသားငယ်တွေမြားပြည့်လေ့ကျင့်တာကိုကိုယ်ရမြင်ခဲ့ရတဲ့အခါကျတော့မြတ်စွာဘုရားကိုလျှောက်တယ်သူတို့ဟာသိကျွမ်းကျင်ကြတာပဲမြားတစ်စင်းနဲ့တစ်စင်းထိအောင်ပြစ်နိုင်ရတယ်ဆိုတဲ့အကြောင်းပုံခံနုပုံခံဆိုတဲ့စကားလုံးလေးနဲ့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားယဟန်တော်တွေကိုအဲ့ဒီလိဆွေတွေစူးစမ်းတယ်လို့စိတ်ပိုင်းဆိုင်ရာတရားဓမ္မတိုးတက်အောင်လဲစူးစမ်းရမယ်လို့ဟောတာပြောသုတ်တန်လေးတွေရှိတယ်တက်တန်ကောင်းအိပ်ပြီးတော့အခုလိုစူးစမ်းပန်းစားလှုပ်ဆောင်နေသည်မြတ်လိဆွေတွေကိုဘယ်သူမှအနိုင်မယူနိုင်ပါဘူးလို့အစန္ဒတကလိဆွေနိုင်ငံတော်ကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ကြံစည်နေတာကိုမြတ်စွာဘုရားကသိရှိလို့လိဆွေတွေကအခုလိုစူးစမ်းနေသည်မြတ်အစန္ဒတဘယ်တော့မှအခွင့်အရေးမရနိုင်ဘူးလို့လူဟောခဲ့တဲ့သုတ်တန်လေးတွေဟာအမှတ်တရရှိတယ်ပေါ့နော်စီလုံးညီညွတ်တယ်စူးစမ်းကြတယ်ဒီခါမှလည်းပဲမြတ်စွာဘုရားကမဟာဝနတောထဲမှာရောက်ရှိနေထိုင်တဲ့အချိန်မှာမြတ်ပြည့်ကျွမ်းကျင်တဲ့လိဆွေမင်းသားငယ်တွေဟာလင်းညို့တင်ထားတဲ့မြားတွေလေးတွေကိုကိုယ်တိုင်ကိုယ်ဆိုင်ကိုယ်စီကင်ပြီးတော့တောထဲဝင်လာကြတယ်သူတို့နဲ့အတူလေ့ကျင့်ထားတဲ့ခွေးတွေလည်းပါလာတယ်တောထဲဝင်ရောက်လာကြတယ်တောထဲဝင်ရောက်လာတဲ့အခါခက်လန်းလန်းကနေပြီးတော့မြတ်စွာဘုရားတစ်တပင်အောက်မှာထိုင်ပြီးတော့သောဘာဘဝင်စားနေတာမြင်ရတဲ့အခါကျတော့ဒီလိဆွေမင်းသားငယ်လေးငယ်တွေက
လူငယ်လူရွယ်တွေကသူတို့လက်ထဲမှာကိုင်းလာတဲ့လေးတွေအလုံးကိုချခွေးတွေကိုတနေ့မောင်းလွတ်ပြီးမြတ်စွာဘုရားအနိနာတိုးတိုးတိတ်တိတ်သွားကြပြီးတော့ဘုရားကိုလက်ဥချီပြီးတော့ညိတ်သက်စွာထိုင်နေကြတယ်အဲ့ဒီလိုနေတဲ့မြင်ကွင်းကိုလိတ်ဆွေခေါင်းဆောင်တဦးဖြစ်တဲ့မဟာနာမဆိုတဲ့လိတ်ဆွေကတွေ့တယ်တွေ့လာတော့ဝမ်းသာအားရသူလည်းမြတ်စွာဘုရားနာကိုသွားပြီးတော့ဘုရားရှိမှသူ့နှုတ်ကနေပြီးတော့ဥဒန်းကျလိုက်တာပါတော့ဆိုဘဝိတ္တန္တိဝိစီဘဝိတ္တန္တိဝိစီဘုရားနာမှာဝိစီနိုင်ငံတော်ကြီးတော့ကြီးပွားအောင်မှာပဲဝိစီနိုင်ငံတော်ကြီးကတော့ကြီးပွားအောင်မှာပဲလို့အတန်ထုတ်ပြီးတော့ပြောလိုက်တဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုမေးခွန်းမေးလိုက်တယ်ဒါကနေစထားတယ်ဒီသုတ်တံမှာနော်မေးခွန်းမေးလိုက်တယ်မဟာနာမဘာဖြစ်လို့ဝိစီနိုင်ငံတော်ကြီးဟာကြီးပွားအောင်မှာပဲဝိစီနိုင်ငံတော်ကြီးဟာကြီးပွားအောင်မှာပဲလို့ဘာဖြစ်လို့ပြောတာလဲလို့ဆိုအရှင်ဘုရားတဲ့ဒီမင်းသားငယ်တွေဒီလူငယ်တွေဟာအတော်ကြမ်းတမ်းပြီးတော့ရိုင်းဆိုင်တဲ့ကလေးတွေဖြစ်တယ်သူတို့ဟာအလွန်ကြမ်းကြုတ်ကြတယ်ပညာသင်ကြားပြီးတော့ရက်ဆက်ကြမ်းကြုတ်မှုရှိတယ်ဆိုလိုတာကတော့ရက်ဆက်ကြမ်းကြုတ်တယ်ဆိုတာထက်မြက်တယ်လို့ပြောတာပါနော်ကြမ်းကြုတ်တယ်ဆိုတာထက်မြက်ကြတယ်သူတို့ဟာလမ်းတရေဆန်ဆန်ဒီရှင်ကျေးသိမ်မွေးတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးတဲ့မြို့ထဲရွာထဲမှာဆိုလို့ရှိရင်လက်ဆောင်ပစ္စည်းတွေပါတယ်ရှူသားတာတွေ့လို့ရှိရင်သူတို့ကလူရက်ပြီးစားတော့လာကြတယ်မင်းသားတွေလမ်းတရေခတ်ဆန်တန်ပေါ့နော်အဲ့လိုရိုင်းပြတဲ့ကလေးတွေအမျိုးသမီးတွေဆိုလို့ရှိရင်နောက်ကနေတစ်တဆိတ်လိုက်ပြီးတော့ခြေထောက်နဲ့ကန်ကြောက်တာတို့ပြောင်းတာနောက်တာစတာတို့လှုပ်လေရှိကြတယ်တော့ဒါကတော့လူငယ်တွေရဲ့သဘာဝကိုပြောတဲ့အဓိပ္ပာယ်ပဲအဲ့ဒီလိုရိုင်းပြတဲ့မာနကြီးတဲ့ကလေးတွေဟာအခုချိန်မှာမြတ်စွာဘုရားရှေ့မှာတိတ်ဆိတ်နဲ့လက်ဥကလေးချီပြီးတော့ငြိမ်သက်ထိုင်နေတာမြင်လို့ဒီလောက်ရိုင်းတဲ့ကောင်လေးတွေအခုလိုငြိမ်သက်တာဟာအတွန်းအံ့ဩစရာကောင်းလို့လူရင်ကြီးလေးတွေဖြစ်နေတာမြင်လို့တပည့်တော်ဝမ်းသာအားရဖြစ်ပြီးဘဝိတ္တန္တိဝိစီဘဝိတ္တန္တိဝိစီနိုင်ငံတော်ကြီးဟာကြီးပွားတိုးတက်အောင်မှာပဲလို့ပြောလိုက်တာပါလို့အဲ့ဒီကနေပြီးတော့ဒီသုတ်တံကိုစားတာပဲအဲ့တော့မြတ်စွာဘုရားကမဟာနာမကိုဟောတယ်ယတကသစီမဟာနာမကုလပုဒ္ဒတပိစဓမ္မသံဝိသန္တိခေါင်းဆောင်လုပ်တဲ့အမျိုးခေါင်းသားမှာအရေးချင်း9ရက်ရှိမယ်ဆိုရင်ကြီးပွားတိုးတက်နိုင်တယ်အရေးချင်း9ရက်ရှိရမယ်ခေါင်းဆောင်ဆိုသည်မှာမြတ်စွာဘုရားကခေါင်းဆောင်တွေကိုဖော်ပြထားတယ်အဲဒီမှာယတိဝရိညောခတ္တိယတမௌဒဝသိတ္တတဖိသိက်သွန်းပြီးတော့တိုင်းပြည်ကဘယင်မြောက်ထားတဲ့ဘယင်ပဲဖြစ်စေမင်းမြောက်ထားတဲ့ဘယင်ပဲဖြစ်စေဘယင်ဟာလည်းတိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်တယ်ဒါထိုခေတ်ကအုပ်စိုးတဲ့စနစ်တွေကအမျိုးစုံရှိတယ်ပေါ့ယတိဝရတ္ထိကတပိတ္တနိကတပိဋိကတမိဘရဲ့အမွေရမိဘရဲ့အမွေခံဒီမျိုးစားအဖြစ်ရှာလို့ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဒါလည်းကောင်းဆောင်တစ်ခုပဲသေနာယသေနာပဋိကတစစ်တပ်ကိုခေါင်းဆောင်တဲ့စစ်သူကြီးပဲဖြစ်စေသေနာပဋိစစ်သူကြီးပဲဖြစ်ပါစေယတိဝါကာမခာမနိကတမြို့ရွာတွေကိုအုပ်ချုပ်ရတဲ့မြို့တကြီးရွာတကြီးပဲဖြစ်ပါစေယတိဝါပုဂခာမနိကတအသင်းဖွဲ့တွေကိုအုပ်စိုးတဲ့အသင်းကောင်းဆောင်ပဲဖြစ်စေခဏတော့ဥက္ကဋ္ဌလို့ခေါ်တဲ့ဟာတွေပေါ့နော်ခေါင်းဆောင်ပဲဖြစ်ပါစေ
နောက်ဆုံးရှေဝပနာကုလိတုပစ္စေကဓိပစ္ဆံကာရဏတိတဲ့လူတွေရဲ့အတိုင်းဝိုင်းထဲမှာအကြီးကဲရာထူးပေးပြီးတင်မြှောက်ထားတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခေါင်းဆောင်ဆိုတာဟာအသင်းအဖွဲ့ခေါင်းဆောင်ဟာလည်းခေါင်းဆောင်ပဲတိုင်းပြည်ခေါင်းဆောင်တာလည်းခေါင်းဆောင်ပဲစစ်တပ်ခေါင်းဆောင်တာလည်းခေါင်းဆောင်ပဲနော်မြို့တစ်ခုရွာတစ်ခုမြို့ရွာခေါင်းဆောင်တာလည်းခေါင်းဆောင်ပဲတိုင်းပြည်လုံးခေါင်းဆောင်တာလည်းခေါင်းဆောင်အဲ့ဒီခေါင်းဆောင်မှန်သမျှလို့သူတို့ဆိုလို့တယ်အဲ့ဒီခေါင်းဆောင်တွေဟာပြည်သူချစ်သောခေါင်းဆောင်ဖြစ်ရမယ်လို့ဆိုလို့တယ်အရေးကြီးတာဒါစိတ်ပိုင်းဆိုင်ရာကိုအဓိကထားဟောတာနော်အလို့လျောက်ကပြည်သူကချစ်မှာမဟုတ်ဘူးသူတို့ရဲ့လှုပ်ဆောင်တဲ့ချက်တွေပေါ်မှာမူတည်ပြီးတော့ပြည်သူကချစ်တဲ့ခေါင်းဆောင်ဖြစ်လာအလုံးအဖွဲ့အစည်းခေါင်းဆောင်ဆိုအဖွဲ့အစည်းကစစ်တပ်ခေါင်းဆောင်ဆိုရင်စစ်တပ်ကမြို့ပြခေါင်းဆောင်ဆိုရင်မြို့ပြလူထုကပါတီခေါင်းဆောင်ဆိုရင်ပါတီဝင်တွေကဆိုလိုတာအလုံးကကျင့်တဲ့နှစ်သက်တဲ့ပုဂ္ဂိုလ်မျိုးမျက်နှိုးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားရမယ်ဒီလိုဆိုလိုတယ်မြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကမေတ္တာသက်ဝင်ချစ်ခင်မှစီလုံးမှုဆိုတဲ့မေတ္တာနှောင်ကြိုးနဲ့တဲမှပို့ပြီးတော့ခိုင်ပါတယ်အချင်းချင်းမေတ္တာသက်ရောက်ပြီးတော့လုပ်ငန်းကိစ္စတွေအောင်မြင်အောင်ဆောင်ရွက်နိုင်မှုအတွက်စိတ်ဓာတ်ဟာဘလောက်အရေးကြီးတယ်လို့စိတ်ဝမ်းကွဲနေတဲ့အဖွဲ့အစည်းတရားဟာဘာပြောအတေးနဲ့ထားမှာမဟုတ်ဘူးတုံးနဲ့တူမေတ္တာသက်ရောက်နေပြီဆိုရင်ပြောသမျှဟာခြေနှံအားရဝယ်ဖြစ်ပြီးတော့အလုံးလက်ခံကြမှာဖြစ်တယ်ဒါကြောင့်မို့လို့လူတွေရဲ့အဖွဲ့အစည်းမှာမေတ္တာဟာအရေးကြီးဆုံးပဲလို့တုံးနဲ့တူလက်တွဲဖို့ညီညွတ်ဖို့စီလုံးဖို့ဆိုတာမေတ္တာမပါဘဲနဲ့မဖြစ်နိုင်ဘူးဘယ်ကိစ္စမှာပဲဖြစ်ဖြစ်သွေးကွဲနေတယ်ဆိုတာမေတ္တာတူနဲ့တူစိတ်ဓာတ်ချင်းမတိုက်ဆိုင်တာကိုပြောတာဟိုလိုအေးသွေးပြီးသွေးအိုသွေးကွဲတာပြောတာမဟုတ်ဘူးသွေးကွဲတယ်ဆိုတာစိတ်ဓာတ်ချင်းမတိုက်ဆိုင်တာတွေကိုပြောတာအဲ့တော့အားလုံးဟာစိတ်ဓာတ်တွေညီညွတ်နေရမယ်လို့ဆိုလိုတယ်အဲ့ဒါမှအဓိကဘာလို့ကြီးပွားတိုးတက်နိုင်တယ်အောင်မြင်နိုင်တယ်လို့ဒီသုတ္တန်ကိုဟောတာမြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားဟောတဲ့ဒီအလုံးရဲ့မေတ္တာကိုရအောင်ယူတဲ့ဤလေးဒီမှာမြတ်စွာဘုရားဟောပြတာအချက်၅ချက်ပဲပြောထားတယ်ဒါကတော့နမူနာတစ်ခုအနေနဲ့သင်္ကန်းစာတစ်ခုအနေနဲ့ပြောတာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ခေတ်ကာလအလျောက်ပတ်ဝန်းကျင်တွေကိုချက်ထွင်စဉ်းစားပြီးတော့အခြေခံကြတာကိုမှတ်ယူကြအောင်မှာဖြစ်တယ်ဒီသုတ္တမဟောထားတာကနံပါတ်1အဲ့ဒီခေါင်းဆောင်မှာအရေးတယူရှိရမယ်မိဘတွေကိုဒီခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာတလေးတစားထောက်ပံ့နေမြတ်နုပြုစုတယ်ဆိုတာမျိုးရှိရမယ်ဒါသူကိုယ်တိုင်ကမေတ္တာပေါ်မိဘအပေါ်မှာမေတ္တာထားမှုကိုပြောတာလူတိုင်းဟာမိဘမေတ္တာရသလားဆိုမရနိုင်ဘူးမိဘကမေတ္တာပြည့်နေတဲ့သားသမီးတွေလည်းရှိတာပဲအဲ့တော့နံပါတ်1ကိုယ်နဲ့အနိစ္စဆုံးမိဘရဲ့မေတ္တာမိဘကိုမိမိအနေနဲ့ဝတရားခြေပြွန်ပြီးတော့အလေးနဲ့ပြုစုရမယ်လေးစားရမယ်မျက်နှာရမယ်ဒါတစ်ချက်နောက်တစ်ခါကိုယ်နဲ့အတူတကွနေဘက်တည်းကဘယ်သူတွေတုံးဆိုလို့ရှိရင်အိမ်တောင်ဘက်မိသားစုဆိုတာကိုယ့်ရဲ့မိသားစုရဲ့မေတ္တာကိုလည်းရဖို့လိုတယ်အဲ့တော့လူတိုင်းကမိသားစုမေတ္တာရလားဆိုမရဘူးအိမ်မှာစီလိုကြီးပြုတ်ကွဲနေတဲ့လူအိမ်တော်တွေအများကြီးရှိတယ်ဟောမေတ္တာမရကြဘူးမိသားစုရဲ့မေတ္တာ
အိမ်မှာအလုံးလုံးတဲ့ဝန်ထမ်းတွေရဲ့မေတ္တာကြီးရင်ကြီးသလိုနဲရင်နဲသလိုပေါ့ကိုယ့်ရဲ့ဝန်ထမ်းတွေမိသားစုတွေရဲ့မေတ္တာကိုလည်းရအောင်ကိုယ်တိုင်ကသူတို့အလေးနဲ့ထားမေတ္တာထားပြုစုမေတ္တာထားပြီးတော့ထောက်ပံ့နေဆက်ဆံနေဒါဒုတိယအချက်တတိယအချက်ကတော့ခိတ္တသမ္မန္တခိတ္တကမ္မန္တသမ္မန္တသပြောဟာတွေဆိုတဲ့ဒီစကားလုံးကိုသုံးထားတာခိတ္တဆိုတာလဲမြေကမ္မန္တဆိုတာလုပ်ငန်းခွင်သမ္မန္တဆိုတာအနီးဆိုလိုတာကိုယ့်ရဲ့အိမ်နာနေခြင်းအလုပ်ကိုင်လုပ်ငန်းခွင်နေခြင်းကိုယ်နိုင်ငံဆိုရင်နိုင်ငံနေခြင်းအိမ်နေခြင်းနိုင်ငံလို့ပြောတယ်အိမ်နေခြင်းနိုင်ငံနေအလုပ်တူနေတဲ့ပုဂ္ဂိုလ်တွေအလုံးဟာဆိုလိုတာကနေ့ခေတ်အမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်အိမ်နေခြင်းနိုင်ငံတွေရဲ့မေတ္တာသက်ရောက်မှုကိုရအောင်ယူရမယ်အိမ်နေခြင်းနိုင်ငံနဲ့တက်အောင်ပေါင်းအောင်မလို့ပြောတာနော်အိမ်နေခြင်းနိုင်ငံနဲ့မေတ္တာရှိနေရမယ်အိမ်နေခြင်းဆိုတာပမာစကားပုံအတိုင်းပဲနီးတစ်ချက်တဲ့နီးမတည့်ကြတာတွေကရှိတယ်လေတော့ကြပေါ်လာလိုက်ကျူးကျော်တယ်ဆိုပြီးတော့စကားများကြရန်ဖြစ်ကြတော့အိမ်နာနေခြင်းဆိုရင်ဟိုတစ်ဖက်အိမ်ကခြံချဲ့တယ်ဆိုပြီးဒီဘက်ကရန်ဖြစ်ပြန်အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့အိမ်နာနေခြင်းမှာမေတ္တာသက်ရောက်ဖို့လိုအပ်တယ်ကိုယ့်ဘက်ကလည်းကောင်းအောင်မယ်သူ့ဘက်ကလည်းကောင်းအောင်နှုံဝတ္တရားခြေပြုံမယ်ဆိုလို့ရှိရင်အိမ်နာနေခြင်းကောင်းတွေဖြစ်လာမယ်အဲ့ဒီအိမ်နာနေခြင်းကောင်းဖြစ်ဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ခုပဲတဲ့ကိုယ်တိုင်စပြီးခေါင်းဆောင်ကောင်းဟာကောင်းအောင်လုပ်ရမယ်လို့ပြောတယ်အိမ်နာနေခြင်းတွေနဲ့တက်အောင်ဆင်ပြေအောင်နေထိုင်ရမယ်နောက်ဆုံးတစ်ခုကတော့ဓလေ့ထုံးတမ်းစဉ်လာ tradition လို့ခေါ်တဲ့အရာတွေပေါ့ရှေးရိုးစဉ်လာလူတွေအများသောအားဖြင့်နတ်ကိုးကွယ်တဲ့အဆင့်ကလာခဲ့ကြတာတွေများတယ်အဲ့တော့ရှေးရိုးစဉ်လာပူဇော်ပွဲကိုခံယူတဲ့နတ်တွေရှိကြတယ်မြန်မာပြည်မှာလည်းဆိုရင်အိမ်တွေမှာအုံသီးဆွဲကြတယ်ပူဇော်မှုလေးတွေလုပ်ကြတယ်ပေါ့ဒါနတ်ပူဇော်တာဟာနတ်ကိုးကွယ်တာနဲ့မဆိုင်ဘူးနော်နတ်ကိုးကွယ်တာမျိုးပြောတာမဟုတ်ဘူးပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကအလေးထားတယ်ကျွေးမွေးတယ်ပေးကမ်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တယ်ကိုးကွယ်တယ်ဆိုတာတော့သူပြောသမျှအကုန်လုပ်တာပေါ့သူစကားပဲအကုန်နားထောင်တယ်ဆိုတော့မှကိုးကွယ်တာဆိုတော့ကိုယ့်အိမ်ဧည့်သည်လာလို့ရှင်ဘယ်သူပဲလာထမင်းတန်ထမင်းကော်ဖီတန်ကော်ဖီဆိုပြီးအခမ်းကြတာအဲ့ဒီအခမ်းတာလဲပူဇော်တယ်လို့ခေါ်တာပဲဟောစာပေမှာကိုယ်လာတဲ့ဧည့်သည်ကိုကအခမ်းနဲ့ကျွေးမွေးတယ်ဆောင်းလျှော်တယ်အဲ့ဒါလိုပဲကိုမမြင်ရတဲ့နတ်တွေထုံးနှံစင်လာလုံးနေတဲ့နတ်တွေရဲ့မေတ္တာကိုလည်းရယူအောင်ဝတ္တရားမပြတ်နေဖို့လိုအပ်တယ်လို့ဆိုလိုတယ်နော်ဝတ္တရားမပြတ်သူတို့ကိုအတိမတ်ပြုပြီးတော့ပူဇော်နေရချပူဇော်မှုကိုပေးရမယ်ဘယ်သူပဲဖြစ်ဖြစ်လူဆိုတာတရဝါဆိုတာတရိษံကအစပဲစဉ်းစားကြည့်လေခွေးတောင်မှပဲကိုယ်ကမေတ္တာရှိပြီးတော့သူ့ကိုကျွေးတယ်မွေးတယ်ဆိုလို့ရှိရင်ကိုယ့်ပေါ်မှာသူမေတ္တာသက်ရောက်တာပဲနော်မေတ္တာသက်ရောက်တာအဲ့တော့တရိษံကတော့မှပဲအမှန်တန်ရိုင်းပြတဲ့ကြားကြီးတွေကစနော်ချင်းသေးတွေကစမွေးထားကြတာတွေရှိတယ်အဲ့ဒါတွေဟာကိုယ်ကမေတ္တာသက်ရောက်ပြီးတော့နေလို့ရှိရင်သူတို့မေတ္တာအပြန်လှန်တော့လာတာပဲအလုံးလာအဲ့တော့လူတွေဆိုပဲမလားပဲရှိမလားကိုမမြင်ရတဲ့နတ်တွေကလည်းပဲအဲ့ဒါလို့ကိုယ်မေတ္တာတုံ့ပြန်မယ်ဆိုတာကိုသဘောပေါက်ရမှာပဲနော်မြင်ရတဲ့သတ္တဝါရှိသလိုမမြင်ရတဲ့သတ္တဝါတွေရှိတယ်အဲ့ဒီမမြင်ရတဲ့သတ္တဝါတွေကလည်းကိုယ်ပေါ်မှာ
ကိုငါ့ကိုအလေးပြုတယ်ငါ့ကိုမေ့မထားဘူးပြစ်မထားဘူးဆိုပြီးသူတို့လည်းကျေနပ်မှာပဲလေတာအဲ့ဒီကျေနပ်မှုရအောင်မမြင်ရတဲ့တရားဖြစ်တဲ့နတ်တွေရဲ့ကျေနပ်မှုကိုရအောင်ဒီမျက်နှာချင်းပူဇော်ခြင်းဆိုတာလုပ်ရမယ်လို့ပူဇော်ရဲဆိုတာပိရကဏ္ဍကိုပြောတာပဲနော်ဗမာစကားမှာတော့ပူဇော်ရဲဆိုရင်ဒီကွဲလွဲမှုဖြစ်တယ်မှန်တော့ကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကော်ဖီတိုက်တာဒါကော်ဖီနဲ့ပူဇော်တယ်လို့သုံးလို့ရစာပေရနော်ပူဇော်တာပဲဒါလည်းပူဇော်တာအဲ့ဒါလို့ပေကဏပူဇော်တာမျက်နှာမှုကိုပြတာတွေဟာသူစီကမေတ္တာကိုရလာတာပဲအချင်းချင်းပြန်မေတ္တာရသွားပြီဆိုလို့ရှိရင်ကောင်းတူဆိုးပဲဆိုတာဖြစ်လာတယ်အဲ့အချင်းချင်းမေတ္တာတက်ရောက်လာလို့ရှိရင်ကိုယ်ဟာကြီးပွားတိုးတက်ဖို့အနေအထားတစ်ခုအထောက်အကူဖြစ်လာတယ်နောက်ဆုံးတစ်ခုကတော့စာပေထဲမှာသုံးတဲ့စကားလုံးကသမဏဖြစ်မနာလို့သုံးတယ်ခုခေတ်နဲ့ပြောမယ်ဆိုရင်ဘာသာရေးပုဂ္ဂိုလ်တွေလို့ပဲပြောလို့ရမှာပေါ့နော်ဘာသာရေးဆရာတွေအိန္ဒိယနိုင်ငံမှာပထမဆုံးဘာသာရေးနဲ့ပတ်သက်တဲ့အုပ်စုကြီးနှစ်ခုရှိတယ်ပထမအုပ်စုကပြမနာလို့ခေါ်တယ်အဲ့ဒီပြမနာကတို့ကတော့မကောင်းမှုတွေကိုမျောမယ်မကောင်းမှုတွေကိုဆေးကြောတန်းစင်မယ်ဆိုရင်အိမ်တော်ပြုတဲ့လူဘဝမှာလူလောကမှာမနေဘဲနဲ့ရေသေးရဟန်းဟုတ်ပြီးတော့နေကြတယ်မကောင်းမှုကိုမျောတယ်ဆိုတဲ့အနေနဲ့အဲ့ဒါပြမနာအုပ်စုနောက်တစ်ခါပြမနာအုပ်စုတွေအချင်းပြက်လာတာကိုအချင်းပြက်ရုံမကသူတို့ကပြမနာလူမျိုးတွေသာလျှင်ကျင့်ရမယ်ဆိုတဲ့ကန့်သတ်ချက်တွေဖြစ်လာတဲ့အခါဉာဏ်တဲ့ပုဂ္ဂိုလ်အများစုကမကြည်မနှက်ဖြစ်လာပြီငါတို့ကမကောင်းတဲ့စိတ်ဓာတ်တွေငြိမ်းအောင်ကျင့်မယ်ဆိုပြီးတော့ပါပေသမေတိတိသမနောဆိုတဲ့သမဏအုပ်စုတစ်ခုပေါ်လာပြန်တယ်ဘာသာရေးကိုင်းနှစ်ကိုင်းပေါ်လာတာအဲ့ဒါကိုသမဏအုပ်စုနဲ့ပြမနာအုပ်စုသမဏပြမနာ movement လို့ခေါ်တယ်အုပ်စုကြီးနှစ်ခုပေါ်လာဒါရှေးခေတ်ကဘာသာရေးအုပ်စုနှစ်ခုပဲကောင်းနေထိုင်မယ်ဘာသာရေးလုပ်တယ်ဆိုတာဖျားတရားအလုပ်ကိုလုပ်တယ်စီးပွားရေးအလုပ်ကိုလုပ်တာမဟုတ်တော့ဘူးအဲ့ဒီအလုပ်ကိုလုပ်နေကြတဲ့အကျင့်ကောင်းနေထိုင်ကောင်းတဲ့ပုဂ္ဂိုလ်တွေကိုလည်းယူသေးရမယ်မျက်နှာရမယ်လေးစားရမယ်ပေးကမ်းထောက်ပံ့ရမယ်ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာပြန်ပြီးတော့ချုပ်လိုက်လို့ရှင်မိဘတွေကိုပေးကမ်းထောက်ပံ့ရမယ်မိသားစုနဲ့ဝန်ထမ်းတွေကိုပေးကမ်းထောက်ပံ့ရမယ်အိမ်နီးချင်းနိုင်ငံတွေအိမ်နီးချင်းအရက်တွေအားလုံးကိုတတ်နိုင်သမျှပေးကမ်းထောက်ပံ့ရမယ်တတိတစားဆက်ဆံရမယ်မမြင်ရတဲ့နတ်တွေကိုလည်းပေးကမ်းထောက်ပံ့ပြီးတော့လုံနေကြထုံတန်းစင်လာမဖြစ်လုပ်ရမယ်ဘာသာရေးပုဂ္ဂိုလ်တွေကိုလည်းပဲပေးကမ်းထောက်ပံ့ပြီးတော့အလေးအမြတ်ပြုရမယ်လို့အဲ့ဒီအချက်၅ချက်နဲ့ပြည့်စုံတဲ့ခေါင်းဆောင်ဟာချီးပွားတိုးတက်မှာပဲလို့ဒီသုတ်တံကိုမြတ်စွာဘုရားဟောတာယတ္တကတ္တစီမဟာနာမကုလဗုဒ္ဓတပစ္စဓမ္မာဘယ်ခေါင်းဆောင်မျိုးပဲဖြစ်ဖြစ်ဘယ်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်တိုင်းပြည်ခေါင်းဆောင်ပဲဖြစ်စေပါတီခေါင်းဆောင်ပဲဖြစ်စေစစ်တပ်ခေါင်းဆောင်ပဲဖြစ်စေကုမ္ပဏီခေါင်းဆောင်ပဲဖြစ်စေအသင်းအဖွဲ့ခေါင်းဆောင်ပဲဖြစ်စေရပ်ကွက်ထဲမှာကနေခေပရဟိတခေါင်းဆောင်ပဲဖြစ်စေအဲ့ဒီလိုခေါင်းဆောင်တွေဟာအခုလို့အလွှာအသီးသီးကမေတ္တာတွေရထားလို့ရှင်အဲ့ဒီအလွှာအသီးသီးကသူ့ကိုကောင်းတဲ့စိတ်နဲ့အမြဲတမ်းဆုတောင်းနေကြမှာဖြစ်တယ်တဲ့ဘယ်လိုဆုတောင်းကြစိရန်ဇီဝသက်ရှိပါစေဒီကမာယုံပါလေဟိအသက်ကိုရှေးစွာထိမ့်သိမ့်နိုင်ပါစေဆိုတာကျမ်းမာပါစေသက်ရှိပါစေကျမ်းမာပါစေလို့သူ့ပေါ်မှာဒီမေတ္တာစိတ်တွေရောက်နေကြတယ်လို့ဆိုတယ်အခြေခံအပြင်အလုံးရဲ့မေတ္တာကိုရတော့အလုံးကသူ့ကိုကောင်းတဲ့ဆုတွေတောင်းကြတယ်
ကောင်းတဲ့ဆုတွေတောင်းပြီးအသက်ရှိပါစေကျန်းမာပါစေလို့အားလုံးရဲ့မေတ္တာကိုရရှိထားတယ်လို့ဆိုအဲ့ဒီအားလုံးရဲ့မေတ္တာကိုရရှိတဲ့ခေါင်းဆောင်တူပြည်သူချစ်သောခေါင်းဆောင်လို့ဆိုလို့တယ်ပေါ့အဲ့တော့အားလုံးရဲ့မေတ္တာကိုရတယ်ဆိုတာရာခိုင်နှုန်း 100% တရားရာခိုင်နှုန်းမေတ္တာရတဲ့လူလောကမှာရှိသလားဆိုမရှိနိုင်မြတ်စွာဘုရားတောင်မှ 100% မရဘူးသို့တော့ကိုယ့်ဘက်ကမေတ္တာမပြတ်ဖို့အရေးကြီးဆုံးပဲကိုယ့်ဘက်ကမေတ္တာမပြတ်ဘူးဆိုလို့ရှိရင်ကိုယ့်ဘက်က 100% ဖြစ်ပြီမယ်နောက်ဘက်တခြားဘက်က 100% ဖြစ်ချင်မှဖြစ်မယ်ကိုယ့်ဘက်ကတော့ဖြစ်အောင်ကြိုးစားလို့ရတယ်သူများဘက်ကတော့ကိုကြိုးစားလို့မရနိုင်ဘူးကုန်လုံးဖះတော့မရဘူးလို့ဆိုသို့တော့ကိုယ့်ကိုယ်တရားနဲ့အညီအလုံးရဲ့ချစ်နှက်မှုကိုရအောင်တရားမျှတမှုနဲ့ဆောင်ရွက်ရမယ်လို့ဆိုတာဒီသုတ်တန်ရဲ့အထီးကတော့စိတ်ပိုင်းဆိုင်ရာမဟာနာမကိုဟောတာမဟာနာမဆိုတဲ့လက်ဆွေကောင်းဆောင်တစ်ယောက်ပေါ့သူကမဟာနာမဆိုတာတာဂိဝေမင်းထဲမှာလည်းဒီနာမည်ရှိတယ်လက်ဆွေမင်းထဲမှာလည်းပဲဒီနာမည်ရှိတယ်ဒီတာမန်တတိတကြွယ်ထဲမှာလည်းပဲဒီနာမည်ရရှိတယ်နာမည်တူတွေပေါ့အခုကလက်ဆွေတဲ့ကခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့မဟာနာမကိုဒီရချင်းငါရက်နဲ့ပြည့်စုံပြီဆိုရင်ကြီးပွားတိုးတက်မှာပဲဘယ်တော့မှမဆိုးရုံနိုင်ဘူးလို့မြတ်စွာဘုရားကလက်ဆွေကုမာရကသုတ်တံကိုဟောတာအဲ့ဒီသုတ်တံဟာသင်္ကန်းစာယူပြီးတော့လိုက်နာကျင့်သုံးရမယ်သုတ်တံလေးတစ်ခုပဲလူဆိုတာအဓိကနံပါတ်1မေတ္တာရမှအလုံးရဲ့မေတ္တာရရှိပြီဆိုလို့ရှင်လုပ်ငန်းကိုင်တာတွေပို့လို့အဆင်ပြေလာပြီးတော့ကြီးပွားတိုးတက်မှုဖြစ်လာနိုင်တယ်အဲ့တော့ကြီးပွားတိုးတက်မှုကြတော့လှုပ်ဆောင်မှုနဲ့ဆိုင်သွားတယ်ဒါစိတ်ပိုင်းဆိုင်ရာညီညွတ်ရေးမေတ္တာခိုင်မာရေးအတွက်ဒီအချက်ကိုမြတ်စွာဘုရားအထက်ကဟောတာဟောပြီးတော့ခေါင်းဆောင်ဖြစ်လာလို့ရှိရင်ရှိရမယ့်အရေးချင်းတွေရှိတယ်ဘုရားဟောကြားတဲ့အဆုံးအမတွေထဲမှာခေါင်းဆောင်တွေရဲ့အရေးချင်းတွေဆိုတာရှင်းရှင်းလင်းလင်းဖော်ပြထားတာရှိတယ်ပေါ့နော်ဥပမာမဲ့ဒီနာယကကုံ6ပါးတို့ခမဇာဂရိယုဋ္ဌနံတံဝိပါကောတရိခဏခုခေတ်တော့နာယကလူကြီးတွေဆိုအကြံပေးတဲ့ရောက်သွားဥက္ကဋ္ဌဆိုမှဒါဥက္ကဋ္ဌရဲ့အရေးချင်းလို့ပဲပြောမှာနော်ဥက္ကဋ္ဌတွေခေါင်းဆောင်တွေရဲ့အရေးချင်းဟာဒီ6မျိုးသူတို့တတိထားပြီးတော့လှုပ်ဆောင်မှုလို့တယ်နံပါတ်1ကဘာတော့ဆိုသိခံစိတ်ရှိရမယ်သိခံတယ်ဆိုတာဟာထက်ကနေရှိစိတ်ဆိုးတာတို့အာနာပြတာတို့မလုပ်ဖို့အရေးကြီးတယ်နော်ရသောအဖြစ်ခေါင်းဆောင်ဖြစ်သွားလို့ရှိရင်ငါတကောကောလာတတ်တယ်သိခံစိတ်ကယောနေလာတတ်တယ်အောက်လူတွေရဲ့အမှားကိုသိမခံနိုင်တာလေဒါသိခံစိတ်မရှိတာလို့ပြောတယ်တစုံတစ်ယောက်ကကိုယ်ဝေဖန်လာရင်လည်းမခံနိုင်တာဝေဖန်တာလည်းခံနိုင်ရမယ်စိတ်ဆိုးစရာကြုံလာရင်လည်းပဲသိခံနိုင်ရမယ်ကိုယ်တိုက်ရိုက်ဆဲလာရင်ခုခေတ်ဆိုဆဲတဲ့လူက Facebook ကလည်းဆဲတာပဲလေကိုရှိမဆဲရဲလည်းဘေးကနေဆဲတာတည်းရှိတယ်ဘာပဲဆဲဒါကိုသိခံတယ်ဆိုတဲ့အဓိပ္ပာယ်ကပြန်ပြီးတော့တုံ့ပြန်မနေဘူးသူကြိုက်တာပြောပါစေနေလိုက်တဲ့သဘောပဲနော်ကိုကဒီအတွက်စိတ်ထဲမှာအနှောင့်အယှက်မဖြစ်အောင်နေတာကိုသိခံတယ်လို့ခေါ်တယ်စိတ်ထဲကတေးမှတ်ပြီးတော့တကွေးကြတွေ့မယ်ဆိုရင်တေးမှတ်လို့ရှင်ဒါသိခံတာမဟုတ်ဘူးသိခံတယ်ဆိုတာဘာမှမှတ်သားပြီးတော့မထားပဲနဲ့ပြောသမျှတွေကိုအောင်ဤထားပြီးတော့ကိုလုံးတင်တာကိုဆက်လက်လုပ်တယ်အဲ့ဒါကိုခမာလို့သိခံတယ်လို့ခေါ်တယ်ဇာဂရိယဆိုတာခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာနိုးကြတက်ကြွမှုရှိရမယ်နိုးကြတက်ကြွမှုဆိုတာခေါင်းဆောင်ဟာအမြဲတမ်းအလန့်ဖြစ်နေရမယ်သူများတဲ့ခက်ရှိပြေးတဲ့အမြင်တွေတို့ဘာတွေတို့ရှိနေဘူးလိုအပ်တယ်ပေါ့နော်အမြဲတမ်းခေါင်းဆောင်ဟာ
တက်ကြွနေရမယ်ဥဋ္ဌာဏလုံလဝိရိယရှိရမယ်သူများတဲ့2ဆ3ဆကြီးမားတဲ့လုံလဝိရိယတန်ဝိဘာကကိုတယောက်တည်းမသုံးဆွဲပဲနဲ့မျှဝေပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးရှိကိုအကြောင်းနဲ့မကြည့်ပဲနဲ့သူများအကျိုးပါကြည့်ရမယ်လို့ဆိုလို့အားလုံးကိုမြတ်တာတဲ့အကျိုးကြည့်ရတရားဆိုတာခေါင်းဆောင်ဆိုတာနောက်လိုက်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားရမယ်အကျဉ်းနာထားရမယ်မေတ္တာဆိုတာသူ့ကိုကောင်းစားစေချင်တာမေတ္တာအကျဉ်းနာဆိုတာကရုဏာတရားထားတာအဲ့တော့ဒီနေရာမှာတရားလို့တင်ပြောလိုက်တော့မေတ္တာကရုဏာကိုအဓိကထားတာမုဒိတာပွားဖို့လည်းပဲအရေးကြီးတယ်လို့ပြောတခါတရံခေါင်းဆောင်အရေးချင်းနဲ့နောက်လိုက်အရေးချင်းကကောင်းလာလို့ရှိရင်အိတ်တာဖြစ်တတ်ပြန်တယ်ဂျက်လက်စီဖြစ်လာအဲ့ဒါမျိုးမဖြစ်ဖို့လေလိုတယ်ခေါင်းဆောင်ဟာအိတ်ခဏတဲ့လုပ်ငန်းကိုင်တာနဲ့ပတ်သက်ပြီးတော့အမြဲမပြတ်စစ်ဆေးကြည့်ရှုနေရမယ်လို့ဆိုလိုတယ်အဲ့ဒါခေါင်းဆောင်နာယကဥက္ကဋ္ဌတို့ပြည့်စုံရမယ်အရေးချင်းတွေဒါမှကြီးပွားတိုးတက်မှုခုနကအခြေခံကအလုံးရဲ့မေတ္တာရပြီရတဲ့အခါမှာဒီအချက်တွေကိုလိုက်နာမယ်လို့သူတို့ဆိုလိုတယ်နော်ဒါတွေလိုက်နာဖို့လိုအပ်တယ်နောက်တစ်ခါစီယုံရည်နဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့သင်္ဃဝတ္ထုတရား၄ပါးဆိုတာရှိတယ်သင်္ဃဆိုတာစုစည်းတာချီးမြှောက်တာတစ်ဖက်သားရဲ့ဒီတစ်ဖက်သားကိုချီးမြှောက်ပြီးစီယုံပေးတဲ့မှန်ကန်တဲ့စီယုံမှုလို့ဒီလိုဆိုနိုင်တာပေါ့အဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးဆိုတာအလုံးမှာတိတ်အရေးကြီးတယ်မိသားစုဟာဒီမိသားစုဆိုရဲအစားပြီးတော့ဒါအစည်းအရုံးလေးတစ်ခုပဲအဖွဲ့အစည်းအသေးလေးပဲမိသားစုဆိုတာပင်မအဖွဲ့အစည်းလေးပဲနောက်တငယ်ချင်းပေါင်းသေးဒီလိုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမှမဟုတ်တငယ်ချင်းဆိုရင်တငယ်ချင်း2ယောက်ရဲ့ချားမှဒီစီယုံရရှိရဒီစီယုံမရှိရင်ဒီတငယ်ချင်းဟာအခုတွဲတော့ကြကွဲဒီလိုဖြစ်နိုင်တယ်အိမ်တော်ဘက်ကလည်းတူတူပဲသင်္ဃဝတ္ထုတရား၄ပါးနဲ့ပြည့်စုံကနေ့ခေတ်မှာတော့သင်္ဃဝတ္ထုတွေအားနဲ့လို့လားမသိဘူးကနေ့ကွဲနေ့ဖြင့်ကွဲကနေ့တွဲပြီးနေ့ဖြင့်ကြကွဲသွားကြဗျာအဲ့တော့အခြေခံတွေလုံလောက်မှုမရှိတာလို့ဆိုအောင်လူဆိုတာတူတဲ့နေတာမဟုတ်ဘူးပတ်ဝန်းကျင်နဲ့နေကြတာဖြစ်တယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်နဲ့နေလာလို့ရှိရင်စီယုံရည်တရားသင်္ဃဝတ္ထုတရား၄ပါးကိုယ်တိုင်ကမမေ့မသုံးကြိုးစားအထောက်ဖို့လိုအပ်တယ်နံပါတ်1ကဘာလို့ဆိုရင်ဒါနပေးမှုကမ်းမှုဟာကောင်းတဲ့စီယုံရည်တစ်ခုပဲအဲ့တော့ဘာပေးရမှာတော့လူတွေကတော့တွေးကောင်းတွေးလိမ့်မယ်လူရရှိကိုပေးသွားတာပဲလေလက်ဆောင်ပေးစရာရှိတယ်လက်ဆောင်ပေးတာNew Year ဆို New Year လက်ဆောင်ပေါ့ Christmas ဆို Christmas လက်ဆောင်လက်ဆောင်လေးတွေပေးတယ်ဘာပဲဖြစ်ဖြစ်ပန်းစည်းလေးပဲဖြစ်ဖြစ်ပေးတာပဲအဲ့ဒီလေးပေးကမ်းမှုတွေဟာလူရဲ့စိတ်နှလုံးကိုစီယုံမိတာဖြစ်တယ်ပေါ့ဒါရင်လားလို့ဆိုတော့နောက်တစ်ခုကပေးရဝိဇ္ဇာစကားပြောတဲ့အခါမှာသိအရေးကြီးတယ်မောင်းမောင်းမာဘယ်တော့မှမပြောနဲ့တစ်ဖက်သားနှဝင်ချိုအောင်ပြောတတ်ရမယ်နော်စကားကိုချိုချိုသာသာပြောတတ်ရမယ်အဲ့ဒါဘေယဝိဇ္ဇာလည်းစီယုံရည်တစ်ခုပဲနောက်တစ်ခုကတော့အဋ္ဌစရိယာသူ့မှာကိစ္စဝိဇ္ဇာလှုပ်ရှားတွေပေါ်လာလို့ရှိရင်ကိုယ်ကိစ္စလို့သဘောထားပြီးဝိုင်းကူညံ့မနေစိမ့်ရအောင်အဲ့ဒါလည်းစီယုံရည်တစ်ခုပဲသူ့လှုပ်တော့ဝိုင်းလှုပ်တယ်ငါလှုပ်ကြရင်ဒီကောင်ကိုမဆိုင်ဘူးမအားလို့ပါဆိုပြီးတော့ရှောင်ထွက်မသွားသူ့လှုပ်လဲဝိုင်းလှုပ်တယ်ကိုလှုပ်လဲဝိုင်းလှုပ်တယ်နောက်ဆုံးတစ်ချက်ကတမာနတ္တတာဆက်ဆံပြီဆိုရင်ကိုနဲ့ဓာတ်နုထားဆက်ဆံဘယ်တော့မှ look down မလုံးနဲ့လို့ပြောတာနော်အထင်မြင်သေးတာမျိုးနဲ့ဆက်ဆံမိသွားလို့ရှိရင်ဒီလူကရင်ထဲမှာခုတ်သွားအဲ့ဒီကလေးမေတ္တာပျောက်သွားတယ်အဲ့ဒီလိုမေတ္တာရဲ့စလုံးစခုတွေမဖြစ်စေအောင်အမြဲတမ်းကိုယ့်အောက်ကလူပဲဆိုပြီးတော့ကိုယ့်ရဲ့နေကြတဲ့လူပဲဆိုတဲ့အမြင်မျိုးနဲ့မထားဘဲနဲ့ဆက်ဆံမှုဟာအမှန်တမ်းအရေးကြီးတယ်လို့
တမနတ္တတာကိုယ်နဲ့တန်းတူထားပြီးဆက်ဆံရမယ်ကိုယ်အရေးချင်းမျိုးရအောင်လုပ်ပေးရမယ်ဆိုလိုတာကိုယ်နဲ့တန်းတူအနေထားမျိုးရောက်လာတည်ထီအောင်သူ့ကိုမြင့်တင်ပေးရမယ်လို့ဆိုလိုတယ်အဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီဟာခေါင်းဆောင်ကောင်းဖြစ်လာမေတ္တာရတဲ့အပြင်လိုက်နာဆောင်ရွက်ရမယ်အလုပ်တွေကတော့ဒီသင်္ဃဝတ္ထုတရား၄ပါးပဲဒါအရေးကြီးတယ်လို့သူတို့ဆိုလိုတယ်နော်အဲ့တော့ခေါင်းဆောင်ကောင်းရဲ့အင်္ဂါရက်တွေမြတ်စွာဘုရားရဲ့တရားတော်တွေမှာပြည့်ပြည့်စုံစုံဖော်ပြထားတာတိုင်းပြည်ကြီးတစ်ခုလုံးကိုအုပ်စိုးတဲ့ရှေးခေတ်ကတော့ monarchical system ဧကရာဇ်ဘုရင်စနစ် oligarchy system ဆိုတပါတီတလူမျိုးတစ်ခုကနေအုပ်စိုးတဲ့စနစ်ဒီကနေ့ခေတ်မှာလည်းပဲပါတီကအုပ်စိုးတဲ့ဆိုရင်ဒါ oligarchy ပုံစံမျိုးပဲဘယ်ဟာနဲ့ပဲအုပ်စိုးဘယ်စနစ်နဲ့ပဲအုပ်ချုပ်ဒီအရေးချင်းတွေဒီလောရမယ့်ကိစ္စတွေကတော့ထူးထူးပဲသင်္ဃဝတ္ထုတရား၄ပါးလိုက်ပြီးတော့စီယုံရေးရှိနေဖို့အမှန်တမ်းလိုအပ်တယ်အဲ့ဒါရှိနေမှခုနကပြည်သူတို့ရဲ့ကောင်းသောဆုတောင်းကိုရရှိမှာဖြစ်တယ်သက်ရှိပါစေကျမ်းမာပါစေအားလုံးကကျေနပ်နေကြတယ်ဝိုင်းပြီးတော့ဆုတောင်းတာခံရတယ်ဆိုတဲ့အနေအထားမျိုးရောက်အောင်အဲ့ဒီကြမှာကြီးပွားတိုးတက်နိုင်တယ်လို့ပြောတာမင်းကျင့်တရား10ပါးဆိုတာငါတို့ကမင်းမှမဟုတ်တာကျင့်စရာမလိုဘူးလို့မအောင်မေ့လေးနဲ့နော်မင်းဆိုတာစနစ်အရာမင်းကိုဗဟိုပြုပြောတာကိုယ့်အိမ်မှာကိုယ်ကလည်းမင်းဖြစ်နေမှာကိုယ့်အိမ်မှာကိုကြီးခဲ့ဆိုကိုမင်းမယ်ကိုယ်ဖွဲ့စည်းမှာကိုကြီးခဲ့ဆိုရင်ကိုမင်းမယ်အဲ့ဒီခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာရာဇဓမ္မလို့ခေါ်တဲ့မင်းကျင့်တရားတွေကိုလုံးဝမယ်အလုပ်တွေဒါလုံးဝမှာဒါငါတို့ကမင်းမှမဟုတ်တာဒါလိုက်ဆက်မလို့ဘူးလို့ဒီလိုသွားပြီးတော့အမြင်မဆောင်နဲ့နော်ခေါင်းဆောင်ကောင်းဆိုတာဒါလောက်ရမယ်နံပါတ်1ကဌာနပေးတာကမ်းတာဟာဒီအချင်းချင်းပေးကမ်းမှုလေးတွေကအလွန်အောင်မြင်တဲ့အရာတွေပဲဖြစ်တယ်နိုင်ငံတနိုင်ငံပဲကြည့်လေလူမျိုးတွေမကြည့်နဲ့ကိုယ်အချင်းချင်းတွေမကြည့်နဲ့ဟိုနိုင်ငံကနေကိုယ်နိုင်ငံကိုထောက်ပံ့တယ်ဆိုအဲ့နိုင်ငံကထောက်ပံ့တဲ့နိုင်ငံမျက်နှာရတာပဲလေရတယ်မေတ္တာရှိတယ်သူဆိုရင်စီးပွားရေးလုပ်ခွင့်နေလွယ်လွယ်ကူပေးတာဒါနပဲအဲ့ဒါကိုယ်နိုင်ငံအတွက်ထောက်ပံ့တဲ့ကူညီတယ်အဲ့ဒါလိုပဲလူရဲ့စိတ်ဓာတ်ကိုလိုအပ်နေတာကိုကူညီမှုဆိုတဲ့ဒါနဟာလူတိုင်းအတွက်လိုအပ်တဲ့အရာဖြစ်တယ်ဒါနလေးတစ်ခုနဲ့ပြီးလာလို့ဆိုမပြီးဘူးလိုအပ်ချက်တွေရှိတယ်ကိုချင်းတရားကောင်းမှုလိုတယ်သီလပြိဿာကဒီစွန့်လွတ်အနစ်နာခံမှုတွေရှိရမယ်ဣဇဝရိုးသားမှုဒါတော့တော်တော်အရေးကြီးတဲ့လူရဲ့ဂုဏ်သိက္ခာပဲမယုံမသားလုံးလို့ခံလိုက်ရတဲ့လူဟာဒီပုဂ္ဂိုလ်တစ်သက်လုံးဆက်ဆံမှာမဟုတ်တော့ဘူးနော်ဣဇဝရိုးသားဖြောင့်မတ်ရမယ်မတ္တဝနုညံ့တယ်ဆိုတာဟိုပြောညံ့တာနဲ့သွားမရောနဲ့နုညံ့တာဆိုတာမာနခက်ထမှုဒေါသခက်ထမှုမရှိတာကိုပြောတာနော်နုညံ့တယ်ဆိုတာပြောညံ့တာမဟုတ်ဘူးစိတ်ဓာတ်ပြောညံ့တဲ့လူကတော့အသုံးမဝင်ဘူးအဲ့ဒီနေရာမှာနုညံ့တယ်ဆိုတာပြောဆိုဆက်ဆံမာနတွေနဲ့မာနကြည့်ပြီးတော့ခက်ထန်တဲ့ဟာပြောလို့ဆိုလို့ဆွေးနွေးလို့မရတာမျိုးကအဲ့ဒါခက်ထန်သူလို့ခေါ်တယ်ပြောလို့ဆိုလို့ရှင်းပြလို့တက်ခတ်တဲ့ပုဂ္ဂိုလ်တွေဒါမတ္တဝလို့ခေါ်တယ်နုညံ့မှုနော်နုညံ့မှုပျော့ပြောင်းမှုပြည့်ပြည့်မှုရှိရမယ်လူဟာလာမပြောနဲ့ငါပြောတဲ့အတိုင်းနားမထောင်ခြင်းမှုဆိုပြီးတော့လူခက်ထမျိုးတွေမလုပ်ရဘူးလို့ဆိုလိုတယ်ပြည်လည်မှုရှိရမယ်မတ္တဝတပဆိုတာကိုယ်တိုင်းကိုကဒီချိုးချိုးချမ်းချမ်းနေထိုင်ပြီးတော့စမ်းပြအဖြစ်နေထိုင်နိုင်ရမယ်အကောဓာဆိုထိတ်ကနေရှိဒေါသထွက်တာမျိုးမလုပ်အောင်ဒေါသမထွက်ရအောင်မွေဟောက်တယ်လို့မထိလိုက်နဲ့ထိလိုက်ရင်ပြင်းထောင်ပေါက်မယ်ကိုက်မယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါမျိုးမဖြစ်စေရဘူးတဲ့ရှူတိုင်းမလုပ်ရဘူးလို့ဆိုလို့တယ်ကိုဒေါသကိုပြင်းမထွက်စေရဘူးအဝိဟိန္ဒဘ
ဘသူကိုမှညှဉ်းပန်းနှိပ်စက်တဲ့အလုပ်မျိုးမလုပ်ရဘူးခန္တီသူများဆဲတာပဲဖြစ်စေအတင်းပြောတာပဲဖြစ်စေအလုံးဟာအောက်ဤသိခံနိုင်ရမယ်အဝိရောဒနာကိုချင်းချင်းထဲမှာဆန့်ကျင်ဘက်တွေမလုပ်ရဘူးမဆန့်ကျင်အောင်နေတတ်ရမယ်ဆိုဒါမင်းကျင့်တရား10ပါးလို့ခေါ်တယ်မင်းနေတာကျင့်ရမှာမဟုတ်မင်းကျင့်တရားပြောတာမဟုတ်ဘူးခေါင်းဆောင်ကောင်းတွေကျင့်တဲ့အကျင့်မျိုးပဲခေါင်းဆောင်မှန်သမျှဒီအခြေအနေတွေကိုကြည်ကြကြကိုအထုတ်နိုင်လို့ရှိရင်ပြည်သူချစ်သောခေါင်းဆောင်ဖြစ်မှာသိချတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့လေသဝီကုမာရကသုတ်တံမှာခေါင်းဆောင်ကောင်းဖြစ်အောင်လုပ်ရတယ်ဆိုဘာကြောင့်ခေါင်းဆောင်ကအရေးကြီးနေတာလဲခေါင်းဆောင်ရဲ့နောက်လိုက်ရဲ့နှစ်ခုရှိတယ်မြတ်စွာဘုရားဟောတဲ့တရားတော်ကိုအခြေပြုပြီးတော့မြန်မာနိုင်ငံမှာပြောလေးဆိုလေးရှိတယ်ရေးသားထားလေးရှိတယ်ဆုံးမစကားတွေရှိတယ်ရှေ့ဆောင်နွားလားဖြောင်းမြောင်းသွားကနောက်နွားတက်တိုက်ဖြောင်းမြောင်းလိုက်၏ဆိုလိုတာခေါင်းဆောင်ကောင်းလို့ရှိရင်နောက်လိုက်တွေကောင်းလားကနေ့ခေတ်တော့ခေါင်းဆောင်ကောင်းရှိရင်ခေါင်းဆောင်ကောင်းနဲ့ခေါင်းဆောင်ကောင်းရှိဖို့တဲ့နောက်လိုက်ကောင်းရှိဖို့လိုတယ်ဆိုပြီးတော့ပြောလာကြပြန်တယ်မှန်တော့ခေါင်းဆောင်ကောင်းလို့ရှိရင်နောက်လိုက်ကကောင်းလာမှာပဲသိကြတယ်အဓိကကတော့ခေါင်းဆောင်ကိုပဲအဓိကထားပြောတယ်ရှေ့ဆုံးအဲ့ဒါလေးကိုမှတ်သားကြည့်ပမာစကားဟာဘယ်ကနေပြီးတော့ယူပြီးတော့ပြောတာတော့ရှေ့ဆောင်နွားလားဖြောင်းမြောင်းသွားကနောက်နွားတက်တိုက်ဖြောင်းမြောင်းလိုက်ဤဆိုတာဒါဥပမာအနေနဲ့ပြောတာပါဠိစာပေမှာအရမိကသုတ်တံဆိုတာမြတ်စွာဘုရားဟောတာရှိတယ်အဲ့ဒီသုတ်တံကလာတဲ့စကားလုံးပဲဒါဂုဏံစေတရမာနနံဥစုံခိစ္စတိပုံငောတဲ့နွားအုပ်ကြီးတအုပ်ဟာတရားရွှေ့သွားကြတယ်အဲ့ဒီထဲမှာခေါင်းဆောင်နွားကြီးကလမ်းဖြောင်းဖြောင်းသွားလို့ရှိရင်တဲ့တပ္ပခာဝီဥစုံကိစ္ဆန္တိနိတ္တေဥစုံကတိတတိသူဖြောင်းဖြောင်းသွားလို့ရှိရင်နောက်ကနွားအုပ်ကလည်းသူ့နောက်အကုန်လိုက်သွားကြတယ်ဒါစေဖာရီတို့ဘာတို့ကြည့်လိုက်မဲ့ဆိုရင်တော်ရိုင်းတရိစ္ဆာန်တွေတောင်မှပဲခေါင်းဆောင်နောက်လိုက်ကြတာလေအကုန်လုံးသူသွားရအကုန်လိုက်ကြတာအဲ့တော့မြတ်စွာဘုရားဥပမာအနေနဲ့ဟောတာဟောချင်တာကဘာတော့ဆိုဧဝမေဝံမနုဿေတုယောဟောတိတိဋ္ဌတမတောဒီတိုင်းပဲတဲ့လူအတိုင်းဝိုင်းထဲမှာအကြီးအမြတ်လို့ခေါင်းဆောင်တင်ထားတဲ့ပုဂ္ဂိုလ်ရှိတယ်ဥက္ကဋ္ဌတင်ထားတဲ့ပုဂ္ဂိုလ်ရှိတယ်နော်အဲ့ဒီဥက္ကဋ္ဌလို့ဆိုတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်အမြတ်ခေါင်းဆောင်အဖြစ်တင်ထားတဲ့ပုဂ္ဂိုလ်ဟာတဲ့သောတစေဓမ္မစရေတိပကေဝဣတရာပစာသောတစေဓမ္မစရတိအဲ့ဒီပုဂ္ဂိုလ်ကတရားဥပဒေကိုလေးစားတယ်မြတ်တာတယ်နော်ဆိုလို့ရှိရင်နောက်လူတွေကလည်းပဲတရားဥပဒေလေးစားတဲ့ပုဂ္ဂိုလ်တွေမြတ်တာတဲ့ပုဂ္ဂိုလ်တွေဖြစ်လာသူကိုယ်တိုင်ကမမြတ်မတဥပဒေမလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်လာလို့ရှိရင်ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းမမြတ်မတမလေးစားဖြစ်လာမှာအဲ့တော့သူကိုယ်တိုင်ကတရားကိုအလေးအမြတ်တရားလမ်းကြောင်းတိုင်းနေထိုင်တယ်သူကတရားလမ်းကြောင်းတိုင်းနေလို့ရှိရင်ပကေဝဣတရာပစာသူနောက်လိုက်တွေပြောစရာမလိုတော့ဘူးသူကျင့်တဲ့အတိုင်းလိုက်ပြီးတော့ကျင့်ကြတယ်တပ္ပရတ္ထံဒုက္ခသေတိတနိုင်ငံလုံးတတိုင်းပြည်လုံးဟာချမ်းသာတယ်အဲ့တိုင်းနေတနိုင်ငံလုံးတတိုင်းပြည်လုံးဟာချမ်းသာကြွယ်ဝပြီရာဇာစေဟောတိဓမ္မိကောတဲ့တိုင်းပြည်ကောင်းဆောင်ကတရားနိလန်းအတိုင်းဥရိစိကံနဲ့အညီနေထိုင်သွားပြီဆိုလို့ရှိရင်အဲ့ဒီတိုင်းပြည်ဟာချမ်းသာပြီးတော့ကြီးဝါတိုးတက်လာမယ်ဒါကမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေပဲအဲ့တော့မြတ်စွာဘုရားတရားတော်ဟာကိုယ်ကိုယ်ယုံတက်တက်ဘာသာတရားဒီလိုဟာမျိုးမဟုတ်ဘူးတိုင်းပြည်ထူထောင်တဲ့နေရာမှာလည်းပဲဒီတရားဟာအရေးကြီးတယ်နေ့စဉ်ဘဝကျင့်သုံးတာလည်းပဲဒီတရားတွေအရေးကြီးတယ်လူတရားတွေကိုမြတ်စွာဘုရားဟောတာလူတွေဘဝမှာအလုံးကတော့နိဗ္ဗာန်ရောက်ကြောင်းတရားလို့ကြီးပဲထင်နေကြတယ်မှန်တော့နိဗ္ဗာန်ဆိုတာလမ်းဆုံးမနိုင်ကိုပြောတာမရောက်ချင်သေးဘူးဆိုရင်လည်းလူဘဝမှာချမ်းသာသာနေနိုင်မှုကျင့်စဉ်တွေမြတ်စွာဘုရားဟောထားတယ်
လမ်းမျိုးစုံကိုညွှန်ပြနိုင်တဲ့တရားဒီဘဝကောင်းကျိုးကိုပေးနိုင်တယ်နောက်ဘဝကောင်းကျိုးကိုပေးနိုင်တယ်နှစ်ဘဝလုံးအတွက်ကောင်းကျိုးပေးနိုင်တယ်တန်တရားကလွတ်ချင်ပြီဆိုရင်လည်းပဲလွတ်တဲ့နိလန်းကိုကျင့်ဆောင်မှုဟောပြောထားတာဖြစ်တယ်အဲ့တော့ကိုယ်ဝေယုံဘာသာတရားတတ်မဟုတ်ပဲနဲ့ဒီနေ့ခေတ်မြန်မာလူမျိုးတွေရဲ့လက်ထဲမှာရှိတဲ့မြန်မာနိုင်ငံမှာထွန်းကားနေတဲ့ပိဋက3သွဲ့နိကေ9ပြဓမ္မခန္ဓာပေါင်း8400ဆိုဗမာပြည်မှာရှိတယ်ဟောတာအိန္ဒိယမှာဟောခဲ့တယ်အဲ့ဒီအိန္ဒိယဟောတဲ့ဟာကိုအထုပ်အထည်နေတယ်ကွာမြန်မာပြည်ရောက်ပြီအခုမြန်မာပြည်မှာထွန်းကားနေတယ်နော်အဲ့တန်တန်မိုးရှိတဲ့ယရဏပစ္စည်းကိုမြန်မာလူမျိုးတွေရဲ့လက်ထဲရောက်လာဘယ်ချိန်ကစရောက်လာတယ်လဲဆိုရင်အိန္ဒိယနိုင်ငံနေပြီးတော့ရှင်သောနာနဲ့ရှင်ဥဒ္ဒရာကိုသူ့အနာပူမီလွတ်လိုက်တဲ့အချိန်ကစပြီးတော့ဘာသာတရားဟာရောက်ရှိလာတယ်လို့ပြောနိုင်တယ်ပေါ့နော်အတောကမင်းကြီးလက်ထက်ဒီတဲ့စောလဲရောက်ချင်ရောက်နိုင်တယ်ပေါ့နောက်နောထာဘုရင်ကြီးလက်ထက်ရောက်တဲ့အခါကျတော့အဲ့ဒီသူ့အနာပူမီတထုံမှာရှိတဲ့ပိဋကတ်တွေတိရိလင်္ကာအခုဒီကနေ့တိရိလင်္ကာလို့ခေါ်တဲ့သီဟိုနိုင်ငံမှာရှိတဲ့ပိဋကတ်တွေအဲ့ဒီပိဋကတ်တွေယူပြီးအလုံးတိုက်ဆိုင်ပြီးကြည့်အနောရဘုရင်ကြီးဟာရှင်အရဟံအကူအညီနဲ့ဒီပိဋကတ်3ပုံနိကေ9ရက်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေမြန်မာလူမျိုးတွေရဲ့ရင်ထဲရောက်အောင်ပကံခေတ်ကစတင်ပြီးတော့ဆောင်ရွက်ခဲ့တယ်ပကံခေတ်ဟာစပြီးပြားစွာတိုးတက်ခဲ့တယ်ပေါ့အဲ့ဒီဘက်ကိုတမန်အဖြစ်ရေးသားဖော်ပြလေးမရှိကြတဲ့အခါကျတော့ပကံခေတ်ရဲ့တိုးတက်မှုဟာလူတွေကတော့ရုပ်ပိုင်းဆိုင်ရာလောက်ပဲသိတယ်လက်ဝင်ရိုးတဲ့တញ្ញញ្ញပကံဖျားပေါင်းဆိုဖျားပြူဖျားပြက်တွေပဲကြည့်ပြီးတော့ပကံခေတ်ကဖျားတဲ့တယ်ပဲဒါလောက်ပဲသိကြတယ်အမှန်ကပကံခေတ်ရဲ့ဒီဘုရားတရားတော်တွေလိုက်နာကျင့်သုံးမှုဟာအမြဲတမ်းကြီးမားတယ်လို့ဆိုရမယ်နောက်ပိုင်းမှာစာပေနဲ့ပတ်သက်ပြီးရေးသားထားတာတွေများစွာရှိတယ်ပေါ့အဲ့တော့အနောယထာဘုရင်ကနေစပြီးတော့မြန်မာနိုင်ငံကိုတည်ထောင်သွားတဲ့ဘုရင်ကြီးတွေအုပ်စီးသွားတဲ့ဘုရင်တွေဟာဟောဒီပိဋကတ်ထဲကပညာရက်တွေနဲ့ပဲအုပ်ချုပ်သွားကြတယ်အဲ့ဒီအချိန်မှာဘယ်အနောက်တိုင်းပညာဒီစနစ်မှမရှိသေးဘူးတီဘောမင်း1885ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးသွားတဲ့နောက်ပိုင်းကျမှအနောက်တိုင်းကအုပ်ချုပ်ရေးစနစ်တွေဗမာပြည်ရောက်လာတာအဲ့ဒီမတိုင်ခင်ကပိဋကတ်ရသော်ဗျာဆုံးမတရားတော်တွေနဲ့အုပ်ချုပ်သွားတာပဲဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ပိဋကတ်တော်တွေကိုအမှတ်တမဲ့မနေကြဘဲနဲ့အားလုံးဟာဒီလန်းရှာပြီးတော့လေ့လာမှတ်သားကြဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့မြန်မာပြည်မှာပိဋကတ်တွေဟာအပြည့်အဝရှိနေတယ်ဒီထဲမှာလူမှုရေးစီးပွားရေးအားလုံးအကျုံးဝင်တဲ့တန်ဖိုးမပြတ်နိုင်တဲ့ဆုံးမတွေဒီထဲမှာအကုန်ရှိတယ်စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့အဆုံးအမတွေအကုန်ရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းထင်ရှားတဲ့မှတ်တမ်းရှိတဲ့အရာတစ်ခုပြောမှဆိုရင်အနောထာဘုရင်ရဲ့နောက်မှာနန်းတက်ပြီးတိုင်းပြည်ကိုပြန်စည်းရုံးနိုင်တဲ့ကျန်စစ်သားမင်းဆိုတာအားလုံးသိကြတဲ့အတိုင်းအဲ့ဒီကျန်စစ်သားမင်းကြီးကတိုင်းပြည်ကိုစည်းရုံးပြီးတော့သူမအုပ်ချုပ်နိုင်ခင်တိုင်းပြည်ဟာဖျော်ဖြဲဖြစ်သွားတယ်အဲ့ဒီအချိန်မှာကြောက်စာထိုးပြီးတော့သူလှုပ်ဆောင်ချက်တွေမှတ်ထားတယ်တားရကွယ်မရတဲ့ကွယ်အနေနဲ့ရရပြေလွှာပုံအောင်ကြတဲ့ပြည်သူတွေကိုပြန်ပြီးတော့ရအောင်စီမံပေးတယ်အားလုံးပြန်ဆုံတွေ့ဖို့လုပ်ပေးတယ်အဲ့ဒီမှာဒုက္ခရောက်ကြတဲ့အခါလူတွေကငိုကြွေးကြတော့မွန်ဘာသာနဲ့ရေးထိုးထားတဲ့ဒီကျန်စစ်သားဘုရင်ကြီးရဲ့မှတ်တမ်းလေးမှာဒုက္ခရောက်တဲ့ပြည်သူတို့ရဲ့မျက်နှာကိုမျက်ရည်ကိုသူတုပ်ပါမယ်လက်ရလက်ဖြင့်စားစရာတောက်စရာတွေပေးပါမယ်လက်ဝဲလက်ဖြင့်အဝတ်တန်းစာတွေပေးပါမယ်တို့အဲ့ဒီလိုမြတ်စွာဘုရားဟောထားတဲ့အကျဉ်းတရားအတိုင်းမေတ္တာရအောင်သူပြန်လုပ်ပြီးနိုင်ငံတော်ကြီးကိုပြန်ပြီးတော့စီယုံခဲ့တာဖြစ်တယ်ဗမာသမိုင်းကိုတည်တည်ချာချာလေ့လာဖတ်ရှုကြည့်တဲ့အခါနောက်ဆုံးမှလည်းပဲအလောင်းဖရာဟာသူအာဏာရယူခြင်းဟာသာသနာတော်ကိုတမိုးထားပြီးတော့သာသနာကိုပြုစုခြင်းလို့
ငါသာသနာပြုလိုက်ရင်ငါအနိုင်ရပါစေသူတို့သာသနာပြုလိုက်ရင်သူတို့အနိုင်ရပါစေလို့ဆင်ဥကင်းထက်ကနေပြီးရွှေကြရားနဲ့ရေသွန်းလောင်းပြီးတော့ရှေ့တန်းကိုထွက်သွားတာဖြစ်တယ်ပေါ့မင်္ဂန်နဲ့ရည်ရွယ်ချက်နဲ့လုပ်ကြတယ်လို့ဆိုလို့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာပိဋကတ်ထဲမှာအပြည့်စုံရှိသည့်အတွက်ကြောင့်ဒီအဆုံးအမတော်တွေတိုင်းလိုက်နာကျင့်သုံးမှုဟာအလွန်ကောင်းတယ်လို့ဒီအချက်တွေကိုသိရှိတဲ့ဒီရွှေရှင်သာသနာပိုင်စံငင်းဆရာတော်ဘုရားကြီးမိတ်ရှိသွားတာကိုစာပေထဲမှာဖတ်ရှုရတယ်ဝန်ကြီးတူကိုပြောလိုက်တယ်ဖတ်ဆဗလာလက်ထက်ကတို့တိုင်းပြည်မှာတဲ့ပိဋကတ်မတတ်ရင်ဝန်ကြီးမလို့ရဆိုတဲ့ဥပဒေရေးဖို့ကောင်းတယ်ပေါ့အကယ်၍ပိဋကတ်တတ်မယ်ဆိုလို့ရှိရင်ဒီဝန်ကြီးတွေရဲ့အုပ်ချုပ်တဲ့နည်းပညာပြည်သူတွေနဲ့ဆက်ဆံတဲ့နည်းပညာဒီတဲ့ပို့ပြီးတိုးတက်ပြီးတိုင်းပြည်ဒီတဲ့ကြီးပွားတိုးတက်နိုင်တယ်လို့ဆရာတော်ကြီးကယုံကြည်လို့ဒီစကားကိုမရှိလိုက်တာဝန်ကြီးမတတ်ရင်ဒီဝန်ကြီးဟာပိဋကတ်မတတ်ရင်ဝန်ကြီးမလို့ရဆိုဥပဒေရေးထားဖို့ကောင်းတယ်လို့ဆရာတော်ကြီးမရှိလိုက်တဲ့စကားဟာရှိတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ပြည်သူချစ်သောကောင်းဆောင်များဆိုတာဟာအခြေခံကြတဲ့စီလုံးရေးမှာတဦးမေတ္တာတဦးမှာဆိုတာလို့အလုံးခြေနဲ့နှစ်သက်ပြီးတဦးနဲ့တူမျက်နှိုးချင်းခံရတဲ့ပြည်သူနဲ့ခေါင်းဆောင်ပေါင်းစုံပြီးတော့တိုင်းပြည်ကိုတိုးတက်ကြီးပွားအောင်လုပ်နိုင်မှသာလျှင်ကြီးပွားတိုးတက်တဲ့တိုင်းပြည်ဖြစ်နိုင်တယ်ဆိုတာကိုယ်စီယုံကြည်ပြီးတော့တဦးနဲ့တူမေတ္တာသက်ဝင်ပြီးစီလုံးကတိုင်းရေးပြည်ဘာသာရေးသာသနာရေးအားလုံးတိုးတက်အောင်ကြိုးစားဆောင်ရွက်နိုင်ကြပါစေကုန်သတည်း